အားလုံးပဲမင်္ဂလာပါအရင်မဲ့ည channel လေးကနေအားလုံးကိုကြိုဆိုလိုက်ပါတယ် channel လေးကို like and subscribe လေးလုပ်ထားပေးဖို့တောင်းဆိုပါတယ်ဇလန်လေးစားပါရအောင်နော်မင်းခန့်ရဲ့လေကုန်းနောက်စီကနေကြော်ရိုးတဲ့အထိစိမ့်သက်သွားစေတဲ့အေးဆက်ဆက်အထီတွေကြီးကြောင့်သူ့တကူလုံးကြောက်ရွံ့လို့ခဲသွားတယ်အဖိုးအိုရဲ့နောက်ကိုလက်မကြီးနဲ့ဆိုတဲ့တတိပေးစကားကနားထဲမှာပဲ့တင်ထနေပေမဲ့တိချင်စိတ်ကကြောက်စိတ်ကိုကြော်လွန်သွားခဲ့တယ်။သူဖြည်းဖြည်းချင်းလက်ကြည့်လိုက်တဲ့အခါသူ့ရဲ့ပခုံးပေါ်မှာတင်နေလာကလက်တစ်ဖက်မဟုတ်ပါဘူး။ညောင်မင်းကြီးရဲ့လေထဲမှာတွဲလောင်းကျနေတဲ့လေမင်းအသီးလေးတစ်ပင်မှာမင်းခန့်သပြင်းအရှိကြီးချလိုက်မိလေ။ငါစိတ်ကူးရင်ပြီးကြောက်နေတာပဲဖြစ်မှာပါလို့ကိုနဲ့ထင်လိုက်ရင်ရဲတောင်ရဲချင်သွားမိတယ်။ဒါပေမဲ့သူအိမ်ဘက်ကိုပြန်အလဲမှတင်လေထူးထဲမှာပုတ်စော်နန်းအနတ်တစ်ခုကရုတ်တရက်ဝေပြန်လာတယ်။တပြိုင်နက်တည်းမှာပဲအိမ်ပေါ်ထက်ကသူတဲခိုတဲ့အခန်းဖြစ်တင်ပေါက်မှာမီးရောင်မိန်လွေးလင်းနေတာကိုတွေ့လိုက်ရတယ်။ဟင်ငါမီးပိတ်ခဲ့ပါလား။မင်းခန့်ရင်တွေတင်းတင်းခုန်လာပြန်တယ်။သူအိမ်ထဲကိုအမြန်ပြေးဝင်ပြီးလေကားအတိုင်းအပေါ်ထက်ကိုတက်ခဲ့တယ်။သူအခန်းတကားရှိတော့တဲ့အခါတကားကအစားလီဟာနေတာကိုတွေ့ရတယ်။တကားကြားကနေချောင်းကြည့်လိုက်တော့အခန်းထဲမှာသူယူလာတဲ့ဓာတ်ပုံရိုက်တဲ့ tripod အခြေထောက်ကြီးကိုတစုံတစ်ယောက်ကထောင်ထားတယ်။အဲ့ဒီနောက်ကွယ်မှာတော့လူတစ်ယောက်ရဲ့ပုံရိပ်ကကုန်းနဲ့ကင်မရာရဲ့ view finder ကြည့်မှန်ထဲကိုငုံကြည့်နေတာပါ။အဲ့ဒီပုံရိပ်ကအဖိုးအိုမဟုတ်တာတော့သိချတယ်။ဘာလို့လဲဆိုတော့အဲ့ဒီပုံရိပ်မှာရှည်လျားပြီး free face ဖြစ်နေတဲ့စပင်းတွေရှိနေလို့ပဲမင်းခန့်ကြောက်လန့်နဲ့တကားကိုဝန်ခနဲ့တွန်းဖွင့်လိုက်တဲ့အခါအခန်းထဲမှာဘယ်သူမှရှိမနေတော့ဘူးဒါပေမဲ့သူ့ရဲ့ကင်မရာမော်နီတာလေးကတော့လင်းနေစေပါမင်းခန့်ကင်မရာစီကိုတုံရင်နဲ့တွားကြည့်လိုက်မိတယ်ကင်မရာထဲမှာရိုက်ကူးထားမိတဲ့နောက်ဆုံးပုံကခုနကသူညောင်မင်းအောင်မှာဖျောင်းတိုင်ထွက်နေတဲ့ပုံပါထူးဆန်းတာကဓာတ်ပုံထဲမှာသူတယောက်တည်းရှိနေတာမဟုတ်ပါဘူးသူ့ရဲ့နောက်ကျောကလက်မှာအဖြူရောင်ဝတ်စုံနဲ့မိန်းမတယောက်ဟာသူ့ပခုံးပေါ်ကိုမေးတင်ပြီးကင်မရာကိုစိုက်ကြည့်ပြီးပြုံးနေတာကိုအထင်အပါမြင်လိုက်ရပါတယ်အဲ့ဒီအချိန်မှာပဲသူ့အခန်းတကားကအပြင်ကနေဝန်ခနဲ့ပိတ်သွားပြီး6ခနဲ့ကြိတ်ပိတ်ချတန်းကြလိုက်ရပါတော့တယ်